ဘူးကမိသားစုကိစ္စဖြစ်နေလို့ကျွန်တော်မရှင်းလို့မရလို့ဖြစ်လာတယ်ကျွန်တော်သမီးရဲ့ comment လေးတစ်ခုကြောင့်ဖြစ်သွားတဲ့ပြဿနာတွေကပြင်းနေကြီးလာလို့ဗျအဲ့ဒါလေးရှင်းပြခြင်းကျွန်တော်မိသားစုကိစ္စပါပြည်သက်တွေကိုကြိုပြီးတော့တောင်းပန်ထားခြင်းကကျွန်တော်အခုပြောနေတာကကျွန်တော်မိသားစုအကြောင်းမတိဘဲနဲ့ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကိုရည်ညွှန်းတာပါနော်ကျွန်တော်ကိုချစ်ပြီးအားပေးနေတဲ့ပြည်သက်တွေနဲ့မဆိုင်ပါဘူးကျွန်တော်မိသားစုကိစ္စကလည်းပြည်သက်တွေရဲ့အရေးရောမဟုတ်ပါဘူးဒါနဲ့တိတိနဲ့ထင်လို့ကျွန်တော်ဒါရှင်းပြမှဖြစ်မှာမလို့ရှင်းပြတာပါနော်ဒီ post လေးပါဒီမှာကြီးရတယ်ဗျဗါတယ်အစင်တန်းခွဲကြပြီးငွေမဲ့တဲ့ခံအဲ့နဲ့ကျွန်တော်သားအကြီးကောင်ကျွန်တော်ငွေဖြတ်လိုက်ဘာလို့ဖြတ်ရတာလဲဆိုတဲ့အကြောင်းရင်းကအများကြီးရှိပါတယ်ကျွန်တော်သားသမီး3ယောက်ဆိုလို့ကျွန်တော်တန်းတူချစ်ပါတယ်အားလုံးကိုချစ်ပါတယ်ကျွန်တော်သားအကြီးကောင်ကအိမ်တော်အရင်ဆုံးကြပါတယ်ကြားတဲ့အချိန်မှာလည်းကျွန်တော်မင်္ဂလာဆောင်ကြီးကြီးခန်းခန်းနာလေးဆောင်ပေးပါတယ်ကျွန်တော်ချွေးမလေးကကလဝဲသရာရဲ့ပေါ့အစင်းရရွာလေးတယောက်မှာနေပါတယ်သူတို့တွေကပုံမှန်မိသားစုလေးပါအရင်လေးပြည့်စုံတဲ့မိသားစုမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ချစ်ပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်ချစ်ပါတယ်အဲ့အတွက်ကျွန်တော်တတိယခန်းခန်းနာတင်းတယ်လေးမိသားဖသားပြီးတောင်းရမ်းပြီးတော့မှကျွန်တော်သားကြီးရဲ့မင်္ဂလာပွဲကိုကျွန်တော်ကျင်းပပေးခဲ့ပါတယ်အဲ့တော့အခုလူတွေကထင်နေတာကျွန်တော်သားကျွန်တော်ငွေမဲ့လို့အဲ့ကောင်မလေးနဲ့မပေးစားပဲနဲ့ကျွန်တော်အမွေဖြတ်လိုက်တယ်ဆိုမဟုတ်ဘူးဗျကြောင်းမြန်ဖြစ်နေတာကျွန်တော်ချွေးမလေးနဲ့စုမော်အောင်နဲ့ကျွန်တော်မှမြင်း2ယောက်ရှိတယ်အကြီးမရွှေပိုးမုံနိုင်ပေါ့ဗျာနာမည်အရင်ကနာမည်ပြည့်စုံအောင်တဲ့အငယ်မလေးကရွှေရည်ခစ်အဲ့2ယောက်စလုံးနဲ့အဲ့ညီလေး2ယောက်စလုံးနဲ့ကျွန်တော်ချွေးမကျွန်တော်မိသားစုနဲ့အတူတူရှိပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်အမွေစားအမွေခံတမိအဖြစ်ပြန်မွေးစားလိုက်ပြီးတော့ကျွန်တော်သားအကြီးကောင်ကျွန်တော်အမွေဖြတ်လိုက်ရအောင်ဒီမှာရေးထားတာနာမည်နဲ့သူတို့တရားလည်းမသိဘူးနေဗျာရေးထားတာဗါတဲ့သူ့နာမည်ကနေရဲနဲ့နာမည်ခက်စင်ဆိုပြီးတော့နေသွေးဆိုပြီးတော့ရေးရတယ်ဗျာလူကြီးအကြောင်းလည်းတရားလည်းမသိပဲနဲ့အဲ့တော့ခင်ဗျားငွေမဲ့တာဖြစ်နိုင်ပါတယ်ပေါ့ကွန်မန့်တွေကလည်းကျွန်တော်အဲ့ကွန်မန့်တွေကိုဖတ်နေကျွန်တော်ရည်ချင်းလဲရည်ချင်းနဲ့စိတ်လည်းမကောင်းဘူးဗျာအဲ့အတွက်ကျွန်တော်ဒါကိုလာဖြည့်ရှင်းတာပါအဲ့တော့ကျွန်တော်ချွေးမလေးကကလေး2ယောက်ရပြီးတော့မှကျွန်တော်သားအကြီးကောင်ဖောက်ပြန်တော့ပါတယ်ဖောက်ပြန်တာမှရိုးရိုးဖောက်ပြန်တာပေါ့အချင်းချင်းဖောက်ပြန်တယ်ပြီးတော့ကျွန်တော်သားအကြီးကောင်ကအဲ့သူဖောက်ပြန်တဲ့အမျိုးသမီးနောက်ကိုခောက်ပေါအောင်လိုက်တော့ပါတယ်အဲ့တော့ကျွန်တော်ချွေးမလေးကိုကျွန်တော်တနာတဲ့တွေ့ကျွန်တော်ကသမီးအဖြစ်ကျွန်တော်တို့တမိသားစုမှာချစ်ခင်နေကျွန်တော်သမီးငယ်မကလည်းသူ့အမရင်းလို့ချစ်တယ်ကျွန်တော်လည်းသမီးရင်းလို့ချစ်တယ်ကျွန်တော်တို့အိမ်မှာပဲမိသားစုစီးလုံးနေပါတယ်ကျွန်တော်သားအကြီးကောင်ကိုကျွန်တော်ငွေဖြတ်လိုက်တာအခုဆိုလို့ရှိရင်6လကျော်ပါတယ်အဲ့တော့မတီးဘဲနဲ့ငွေမဲ့ကျွန်တော်ငွေမဲ့တယ်ဆိုတာပြည်သက်တွေသူတို့ပြောတာမှန်တယ်ဗျကျွန်တော်ငွေမဲ့ပါဘယ်ငွေကိုမဲ့လဲသိလားကျွန်တော်ငကူကခြေမနော်ငကူကခြေမကြောက်ရှာလာတဲ့ငွေကိုမဲ့ပါသူများကြီးကဒီနေ့တည်းကျွန်တော်ကတကြပြားမှကျွန်တော်မကျူးလွန်ဘူးသူတို့မယူဘူးဗျာအဲ့လိုလက်ဆောင်ပေးရင်တော့ယူတယ်လေဘယ်တော့မှစုချရရင်ယူတယ်ပွဲကလို့ရတယ်ယူတယ်ရုပ်ရှင်ရလို့ရတဲ့ပတ်စံယူပါတယ်ကျွန်တော်ငွေမဲ့ပါတယ်ဘာကြောင့်ငွေမဲ့တာလဲဆိုတော့ကျွန်တော်မိသားစုအတွက်ကျွန်တော်ရှားပါတယ်ကျွန်တော်မိလေး2ယောက်အရွယ်ရောက်ဖို့အတွက်ကျွန်တော်ကြောင်းထားပေးရတယ်ကလေးတွေကိစ္စတွေအကုန်လုံးကျွန်တော်တာဝန်ယူရတယ်သားသမီးတွေအရွယ်ရောက်လာလို့သူတို့တွေလွတ်သွားပြီလို့ထင်နေကြမှာကျွန်တော်မိ2ယောက်ကကျွန်တော်အတွက်ကျွန်တော်ရှာဖွေမှရမယ့်အခြေအနေမျိုးတစ်ခုကိုဆက်ရောက်လာတဲ့အတွက်ကျွန်တော်ငွေမဲ့ပါတယ်ငွေမဲ့ပင်နဲ့ကိုစူးစမ်းလို့ရတဲ့ငွေကိုမဲ့တာပါကျွန်တော်သူများရှိအလက်ကားရတဲ့ငွေမမဲ့ပါအဲ့ဒါကျွန်တော်ရဲ့ခံချက်ပါကျွန်တော်ဒီခုချိန်ထိသူများရှိမယိုးမသားနဲ့ဖောက်လဲဖောက်ပြန်လုပ်ထားတဲ့ငွေတစ်ခုမှမရှိပါဘူး